ပြည်သက်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရပါတယ်မြန်မာ National Team 2025-2026ဒါပွဲချုပ်သုံးသက်ဆွေးနွေးခြင်းအစီအစဉ်ကိုကျွန်တော်နဲ့ဒီကိုတော့ကြတော့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသက်ပေးတော့မှာဖြစ်ပါတယ်ကိုတော့ကြမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါမြန်မာ National Team 2025-2026ဒါရာသီအားဆိုလို့ရှိရင်ဒါပထမရာသီဝက်ဒါနောက်ဆုံးပွဲစဉ်တွေရောက်ရှိလာပြီဖြစ်ပါတယ်ဒီပထမရာသီဝက်နောက်ဆုံးဒါပွဲစဉ်7မှာဆိုလို့ရှိရင်ဒါပထမဆုံးပွဲစဉ်ကဂျာမနီ United အသင်းနဲ့တကုံပေါ့အသင်းတို့ဒါသူ့ဝနောက်ကွင်းမှာလာမယ့်9ရက်နေ့မှာရှင်မဲ့သွားမယ့်ပွဲစဉ်ရှိပါတယ်ဒီပွဲစဉ်ကိုစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင်ရမများတော့ကျွန်တော်တို့ဒီရမှန်2မှတ်နဲ့ပေါ့နော်ဆင့်7နဲ့မှာရက်တင်နေတယ်တကုံပေါ့ကတော့ကျွန်တော်တို့ရမှန်6မှတ်နဲ့ဆင့်7နဲ့မှာရက်တင်နေတယ်ပေါ့နော်ဒီနှစ်သင်းကတန်းစင်းစုံထဲကအသင်းနှစ်သင်းလို့ပြောတယ်ပြကြတဲ့ပွဲစဉ်နော်ပြောလို့ရဒီပွဲကဆောင်းတာကိုဝင်းမင်းသုံးသပ်လို့ပေါ့နော်ပထမကျော့နောက်ဆုံးပွဲလည်းဖြစ်တယ်ပေါ့နော်ပထမကျော့နောက်ဆုံးပွဲဖြစ်တဲ့အတွက်နှစ်သင်းစလုံးကတော့ဟိုဘယ်လိုပြောလဲရလိုက်ကောင်းကောင်းလေးနဲ့တော့သူတို့ပိတ်ချင်ကြအောင်အဆုံးသတ်ဖို့တော့ကြိုးစားကြအောင်ဘယ်လိုပဲဖြစ်ရမများတော့ကျွန်တော်ရှေ့ဘက်တွေမှာပြောခဲ့တယ်လို့ပဲဒီပထမကျော့မှာတော့ရှိရဲ့အင်အားလေးနဲ့ကြားလောက်လေးညှစ်ကစားပြီးတော့ဒုတိယကျော့မှာတော့ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ရမှာပေါ့နော်။ရမညနောက်ဆုံးကစားထားတဲ့နှစ်ပွဲကိုကြည့်မယ်ဆိုရင်ပထမပိုင်းမှာဂိုးတွေရတယ်။တချို့ပထမပိုင်းမိနစ်တွေဆိုသူကတော့ဥဆောင်သွားသေးတယ်။ပြန်ဥဆောင်သွားသေးတယ်ပေါ့နော်။ဒါပေမဲ့လည်းဘယ်လိုပြောမလဲလက်ရှိသူတို့ရှိတဲ့အင်အားနဲ့ပွဲတစ်ပွဲကိုနိုင်ရလက်ထိရအောင်တော့မစွမ်းဆောင်နိုင်သေးဘူးပေါ့နော်။ဒါကလည်းဒါပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်ဆိုတာမိကောင်းထိုးပြနေတယ်ပေါ့နော်။နောက်ပြီးတော့ဂိုးသမားဂျပန်ဂိုးသမားလာတကိုးဖြစ်နေတယ်။ကျွန်တော်ကတော့ဒီဂိုးသမားကိုတော်တော်လေးတော့ဘဝင်မကြဘူးပေါ့နော်။တကုံဘောပတ်ကိုကြည့်မယ်ဆိုရင်တကုံဘောကတော့နောက်ဆုံးစားရတဲ့ပွဲမှာသစ္စာအမှန်နဲ့ဒါသူတို့တေးကြခဲ့တယ်ပေါ့နော်တေးကြခဲ့တယ်ဆိုတော့လေဒုတိယပိုင်းမှာသူတို့ရတဲ့အခွင့်အရေးတွေပို့ပြီးတော့သစ္စာအမှန်တက်ပို့ရခဲ့တယ်ပေါ့နော်ဒီအခွင့်အရေးတွေဒါကိုဖြစ်ခဲ့မယ်ဆိုရင်နိုင်သွားနိုင်တယ်ပေါ့နော်အဲ့တော့အခုရမညနဲ့တွေ့တဲ့အချိန်မှာလည်းရမညတန်တက်ဆိုပြီးတော့ရှော့မတက်နဲ့ရမညကလည်းတကုံပေါ့တေးကြထားတဲ့သစ္စာအမှန်တင်းကိုသူကလည်းတေးကြအောင်ကစားထားတာအဲ့တော့ဘလို့မှဟို short တက်လို့မရတော့ဘူးเนาะတကုံပေါ့အနေနဲ့ဒီပွဲနိုင်လိုက်မယ်ဆိုရင်အပေါ်ကအသင်းအနေနဲ့သူအမှတ်ကတ်သွားနိုင်တယ်အလားတူပဲရာမညယူနိုက်တက်အသင်းကလည်းသူပထမကျော့ရဲ့နောက်ဆုံးပွဲမှာတကုံပေါ့စီကအမှတ်ရောက်လောက်ရအောင်ကြိုးစားမှာပဲအဲ့တော့ကျွန်တော်တို့ဒီပထမကျော့နောက်ဆုံးပတ်ပွဲစဉ်ရဲ့ထိပ်ဆုံးပွဲစဉ်ကတော့ဒါတန်းစင်းစုံတိုက်ပွဲတန်းစင်းစုံအသင်းနှစ်သင်းရဲ့အားပြိုင်မှုတွေမြင်ရမယ်ပြိသက်ကြိုက်ဖြစ်မဲ့ဟိုတွင်းကိုများများတွေလည်းတွေ့ရမယ်လို့ကျွန်တော်အနေနဲ့ဒါကနဦးသုံးသပ်ချင်ပါတယ်ကိုမင်းကဆက်လက်သုံးသပ်ပြပါဦးဟုတ်ကဲ့ပါဒါရာမညယူနိုက်တက်တင်ကတော့ဒါဒီနောက်ဆုံးပထမကျော်နောက်ဆုံးပွဲစဉ်ကိုသူတို့အနေနဲ့မဖြစ်မနေနိုင်ပွဲရယူဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီပထမရှေ့မှာကစားထားတဲ့ဒီပွဲစဉ်10ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒါ2ပွဲတည်ကြပြီးတော့ဒါနိုင်ပွဲမရဘူး။ကျန်တာကတော့ဒါအရှုံးအနေနဲ့ပဲရင်ဆိုင်ထားပါတယ်။ဟုတ်ကဲ့ပါ။ဆိုတဲ့အခါကျတော့ဒီပွဲစဉ်မှာဒါသူတို့အနေနဲ့နိုင်ပွဲမရခဲ့ဘူးဆိုလို့ရှိရင်ဒီပထမအကျော်မှာလုံးဝနိုင်ပွဲမရဘူး။နိုင်ပွဲမရဘဲနဲ့ပြီးဆုံးသွားတယ်ဆိုတဲ့မှတ်တမ်းတစ်ခုသူတို့အနေနဲ့ဒါဖြစ်သွားမယ်ပေါ့နော်။ဆိုတဲ့အခါကျတော့ဒါနိုင်ပွဲရအောင်ပို့စူးစမ်းရမယ်။တကုံပေါ်အသင်းကတော့ဒီတစ္ဆာအမှန်တင်တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီမိုက်ကယ်ရဲ့ဒါလှပတည်တတ်တဲ့ဂိုးနဲ့ဒီတစ္ဆာအမှန်တင်ဦးဆောင်ကိုပြီးခဲ့တဲ့ပွဲစဉ်မှာရခဲ့တယ်။ဒါပေမဲ့လည်းဒီရက်လက်ကိုထိမ့်မထားနိုင်မဲ့နဲ့3ဂိုးထပ်ပြီးတော့ပြန်ပြီးရတယ်။ဒါပေမဲ့လည်းတခုကောင်းတာကသူတို့နဲ့ဒီ3ဂိုးပြန်3-1နဲ့ဖြစ်ပြီးကကြမှာဒါက3ဂိုးပြန်သွင်းနိုင်တယ်ဆိုတော့ပြန်လိုက်တာနောက်က2ဂိုးထပ်သွင်းနိုင်တယ်ဆိုတဲ့အခါကျတော့ဒီသူတို့ရဲ့ဆွမ်းဆောင်မှုကလည်းဒါကြောင့်တကုံပေါ်အသင်းရလည်းဒါမညံ့ဘူးလို့သွားပြီးတော့တော်တော်လေးပြောလို့ရတယ်နော်ဟုတ်ကဲ့ပါဒီနေ့တင်းရဲ့ထိတဲ့သူစုမှုဒီမဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတကုံပေါ်အသင်းမှာဆိုလို့ရှိရင်တော့ဒါသူတို့အသင်းရဒါမြန်မာ National League မှာလည်းအတွေ့အကြုံပိုတယ်ပြီးလို့ရှိရင်ဒါ foreigner ဘိုင်းကိုပြန်ပြီးတော့ရှင်းမယ်ဆိုလို့ရှိရင်လည်းပဲဒါဂျာမန်ယူနိုက်တက်အသင်းတက်စားလို့ရှိရင်ဒါတကုံပေါ်မှာရှိတဲ့ player တွေပို့ပြီးတော့ကျတော့ဒါနည်းနည်းလေး quality မြင့်တယ်လို့ပြောလို့ရတယ်ဆိုတဲ့အခါကျတကယ်အစိုးပြတ်မှာဆိုလို့ရှိရင်တော့တကုံပေါ်အသင်းကနိုင်ငံသားတွေအောင်ရှိတယ်ဒါပေမဲ့တခုရှိတာကရမရယူနေတဲ့အသင်းတွေကဒါနောက်ဆုံးပထမအကျော်ပွဲစဉ်ဆိုတဲ့အခါကျတော့ဒီပွဲစဉ်ကိုသူတို့လည်းပဲမဖြစ်မနေအားထိပ်ပြီးတော့ရှင်းပြလာမဲ့သဘောမှရှိရဆိုတဲ့အခါကျတော့ဒါနဲ့အသင်းစလုံးရဲ့အနေအထားတစ်ခုကတော့ကြီးလို့ကောင်းမှပွဲစဉ်လို့ကျွန်တော်အနေနဲ့လည်းသုံးသပ်ချင်ပါတယ်